Hey guys ဒီဗီဒီယိုလေးထဲမှာတော့တကြံရဲ့တနေ့တာကိုအပြင်မထွက်ဘဲနဲ့အိမ်ထဲမှာပဲဘယ်လိုလေးတွေဖြစ်တန်ပြတာလဲဆိုတာကို vlog လေးရိုက်ဖြစ်ပါတယ်။တကြံရဲ့အချိန်တွေကိုဘယ်လိုမျိုးအကျိုးရှိရှိအသုံးချတာလဲဆိုတော့စိတ်ဝင်စားရဲဆိုလို့ရှိရင်အဆုံးထိကြည့်ပေးကြပါအောင်နော်။တကြံကတော့မနက်ကို9နာရီမထိုးခင်လေးမှာထားပစ်ပါတယ်။မနက်9နာရီအချိန်လေးရဆိုရင်တနေ့တာလုံးမှာတကြံရဲ့အရေးကြီးဆုံးအချိန်ဖြစ်တယ်ပေါ့နော်။မနက်9နာရီဖြစ်တဲ့အတွက်ကြောင့်မို့နည်းနည်းမှောင်နေတဲ့အတွက်တကြံမီးလေးထုံးလိုက်ပါတယ်။ပြီးတော့လို့ရှိရင်တနေ့တာလုံးမှာစိတ်အေးချမ်းနဲ့ဖြတ်သန်းနိုင်ဖို့ကိုတရားထိုင်နေဖျားရှိခိုးတယ်ပေါ့နော်။ဒါကိုအရင်ဆုံးလုပ်လိုက်ပါတယ်။ပြီးတာနဲ့6နာရီထိုးနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပြင်ပေါက်တကားလေးတွေဖွင့်လိုက်တယ်ပေါ့နော်ပြီးရင်အဲ့ရလေးတင်လိုက်ပါတယ်မြင်တဲ့အတိုင်းပဲမိုးကတော့တစ်ချိန်လင်းနေပြီဒါကြောင့်ဒီချိန်ကရေမိုးချိုးမယ်ပေါ့နော်ဒါကတော့ဒီနေ့ဝတ်မဲ့ outfit လေးပါရေမိုးချိုးတနက်ခါလေးလိမ့်ပြီးရနေကြံကမနက်စာစားဖို့ပြင်ဆင်ရပေါ့နော်ဒါကတော့ကျန် breakfast လေးပဲဖြစ်ပါတယ်မနက်စာလေးစားပြီးအုံနောက်ကိုအားဖြည့်ပြီးဆိုတော့တကြံတော့အလုံးကိုစလုပ်ပါပြီအရင်ဆုံးကြံဒီမှာလေးလာစရာရှိရလေးလေးလာတယ်အတက်လို့စရာရှိရလေးအတက်ရပေါ့နော်ပြီးတော့လို့ရှိရင် content လေးတွေထုတ်ပြီးတော့ခါကြတော့ဖုန်းနဲ့ TikTok ပေါ်မှာတင်တယ်ပြီးလို့ရှိရင် YouTube ပေါ်မှာတင်တယ်ဆိုပြီးတော့ကြံအလုပ်လေးကိုဆက်လုပ်သွားတာဖြစ်ပါတယ်အလုပ်ပြီးလို့ထမင်းစားပြီးရတယ်တစ်ချက်နားရပေါ့နော်ပြီးတဲ့ခါကျရင်ဂီတာတီးတာလေးကိုစပြီးတော့လေ့ကျင့်ပါတယ်ဂီတာတီးတာကရှေ့မှာပြခဲ့တယ်လို့ပဲတိတ်ပြီးတော့လည်းမကျွမ်းတော့တိတ်ပြီးတော့လည်းစိတ်မရှိပါဘူးပြီးတော့ရင်တော့ဒီကျန်ကတော့စာအုပ်ဖတ်ကြပေါ့နော်ဒီမှာတနေ့တာလုံးမှာစာအုပ်မဖတ်ရရင်မနေနိုင်တဲ့ယောဂရှိလို့ပေါ့နော်တနေ့တာလုံးမှာအများဆုံးမဖတ်ပြရင်တောင်မှ2ပိုက်လောက်တော့ရအောင်ဖတ်ပါတယ်ဒါမှနေတာထိုင်တာရှိလို့ပါစာဖတ်ပြီးလို့အုံနာကိုအစာကျွေးပြီးဆိုရင်တကြံကအလုပ်တွေကိုဆက်ပြီးတော့အာရုံစိုက်ရပါပြီတကြံရဲ့တင်နန်းသားလေးကိုတင်နန်းပြဖို့အတွက်ကိုသင်ခန်းစာလေးတွေကို recording လုပ်တယ်ပေါ့နော်ဒီမှာခဲပကြီးတင်နန်းလည်းရှိရယ်color pencil ရှိရယ် water color လည်းရှိရယ်ပေါ့နော်အဲ့ဒီတင်နန်း3ခုလုံးအတွက်ကိုတကြံကအပတ်စဉ်အလှည့်ကျလေးရိုက်ကူပေးရတာဖြစ်ပါတယ်ပြီးတော့လို့ရှိရင်တော့ vlog လေးတွေရိုက်တယ်ပေါ့နော် content လေးတွေ create လုပ်ပါတယ်ဒါကြောင့် daily vlog လေးတွေ indoor vlog လေးတွေကိုစနစ်တကျလေးဖြစ်အောင်လို့တေချာလေးအချိန်ပေးပြီးတော့ရရပါတယ်ဒါကလည်းအချိန်တော်တော်လေးတော့ပေးရတယ်ပေါ့နော်အိမ်မှာပဲနေရဆိုပေမဲ့လည်းအချိန်တော်တော်ယူရပါတယ်ပြီးသွားရင်တော့ယာဒီဥတုကအရင်ကလုံးမတရတော့ပါဘူးမိုးရွာပြီဖြစ်ပါတယ်တကြံဆိုင်လေးဖွင့်အောင်မိုးလေးရွာပါပြီတော့ဆိုင်မှာအမေကိုဝိုင်းပြီးတော့လုပ်ပေးပါတယ်လူချင်းလေးဝိုင်းကြော်တယ်ဝိုင်းရောင်းပေးရပေါ့နော်တကြဲဆိုင်မှာလူချင်းလေးတွေခောက်မုတ်လေးတွေပြင်ခြံကထွက်တဲ့တရက်ဒီချင်ပေါင်းလေးတွေရောင်းနေပေါ့နော်အမေကိုဝိုင်းကူပြီးရတယ်တကြံကအထိုင်တာများတဲ့အတွက်ကြောင့်မလို့လေးချက်ခံကတော့မဖြစ်မနေလုပ်ပေးရရပေါ့နော်မဟုတ်လို့ရှိရင်အညာမင်းညီမှာဆိုလို့ပါပြီးသွားရင်တော့မိုးလဲတိတ်ပြီးရဒီဥရုလေးကလည်းအရင်လိုမျိုးပြန်သားရသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကျန်စိုက်ထားတဲ့ပင်လေးတွေစီသွားကြပါမယ်ဒါလေးကတော့ကျန်စိုက်ထားတဲ့ငရုတ်ပင်လေးတွေပဲဖြစ်ပါတယ်ရေလောင်းတယ်မြက်လေးနှုတ်ပြီးရပေါ့နော်ဒါလေးတွေကကြတော့ချင်းမောင်ပင်လေးတွေပဲဖြစ်ပါတယ်တော်တော်လေးကြီးနေပြီနောက်2ရက်လောက်ဆိုရင်စားလို့ရပြီပေါ့နော်ဒါကတော့တကြံအပင်20လောက်စိုက်ထားရမယ်နှစ်ပင်ပဲပေါက်တဲ့ရုံးလေးဒီပင်လေးတွေပဲဖြစ်ပါတယ်ဒီပိုးကောင်လေးကကြတော့အမြဲတမ်းမြောင်မြောင်မြောင်អော်နေတဲ့တကြံရဲ့ကြောင်ကလေးပဲဖြစ်ပါတယ်ညဘက်တွေကကြတော့တကြံရဲ့ဝတနာဖြစ်တဲ့ပကြီးရေးတာကိုဆက်ပြီးတော့လုပ်ရပါတယ်အရင်ကဆိုရင်ခဲပကြီး order လေးတွေရှိရောခဲပကြီးလေးတွေရေးရပေါ့နော်အခုကကြတော့ခဲပကြီး order မရှိတဲ့အတွက်ကြောင့်မလို့ဒီတို့တဲ့ app လေးတွေပေါ့နော်အင်ဂျီပေါ်မှာ
ပုံဆွဲရလေးတွေကို order ရှိထားတဲ့အတွက်ကြောင့်မို့တကြံလုပ်ပေးနေရဖြစ်ပါတယ်အရင်ကဆိုရင်ဒီလို order လေးတွေမရသေးဘူးလူလည်းတိတ်မတိတဲ့အတွက်ကြောင့်မလို့ကိုဝတ်မဲ့အင်ဂျီမှာကိုလိုအပ်တဲ့ပုံလေးတွေပဲဆွဲရပေါ့နော်နောက်ပိုင်းကျတော့မှလူတွေတီးလာတဲ့ order လေးတွေရှိလာတဲ့အတွက်ကြောင့်မလို့တကြံဝါသနာကနေပြီးတော့ဝမ်းစာဘက်ကိုပြောင်းလိုက်တာဖြစ်ပါတယ်ည9နာရီကနေ10နာရီကတော့တကြံရဲ့ writing time လေးပဲဖြစ်ပါတယ် writing မှာဆိုလို့ရှိရင် journaling ရဲ့ to do list ရဲ့ကိုတကြံအဓိကလုပ်တယ်ပေါ့နော်ပြီးလို့ရှိရင် idea လေးတွေထွက်လာလို့ရှိရင်လည်းစာမူလေးတွေရေးရမျိုးရှိပါတယ်။တကြံ journaling ကိုဘာလို့လုပ်ရရလဲဆိုတော့တနေ့တာလုံးမှာဖြစ်ပျက်ခဲ့တဲ့ညလေးတွေစိတ်ရှုပ်စရာတွေစိတ်ညစ်စရာလေးတွေပြီးလို့ရှိရင်ပျော်ခဲ့တာတွေလည်းချရေးတာပေါ့နော်။ဒါလေးတွေရေးပြီးသွားပြီးမှတကြံအိပ်ရဝင်လေးရှိပါတယ်။အဲ့လိုမျိုးမဟုတ်လို့ရှိရင်နောက်နေ့အတွက်ကစိတ်ကမကြည်လင်နေဘူး။ journaling လုပ်လိုက်တဲ့အခါမှာတကြံစိတ်ဒီကအကြည်တက်လေးတွေရှိလာတာပေါ့နော်။အဲ့ဒီအခါမှာလည်းဘာမှမတွေ့တော့ဘဲနဲ့ကိုစိတ်ဖြောင်းနေအိမ်နိုင်မဟုတ်လို့ရှိရင်တညလုံးတွေးစရာတောစရာရှိနေရပေါ့နော်။ဒါကြောင့် journaling ကိုတကြံပုံမှန်လေးလုပ်ပေးရဖြစ်ပါတယ်။ညဘက်မှာအဓိကလုပ်တာဖြစ်ပါတယ်။ journaling လုပ်တာနဲ့အတူပဲတကြံက manifestation ကိုလည်းလုပ်တယ်ပေါ့နော်။ manifest လုပ်ရမယ့်အရာလေးတွေတကြံလိုချင်တဲ့အရာတကြံပိုင်ဆိုင်ခြင်းတဲ့အရာတကြံဖြစ်ချင်တဲ့အိမ်မက်လေးတွေရှိခဲ့လို့ရှိရင် manifestation စာအုပ်လေးမှာချရေးပြီးတော့မှတကြံကအမြန်ဆုံးနဲ့အကောင်းဆုံးအကောင့်ထဲပေါ်တတ်တယ်ပေါ့နော်။ manifestation နဲ့ပတ်သက်ပြီးတော့နောက်ဗီဒီယိုမှာတကြံအသေးစိတ်ပြောပြပေးတော့မှာဖြစ်ပါတယ်။ journaling ကိုစိတ်တည်းရှိသမျှရေးပြီးသွားတာနဲ့တကြံကတော့ဒီမှာမနက်ဖြန်အတွက်ကို to do list လေးလုပ်တယ်ပေါ့နော်။ to do list လေးလုပ်ပြီးတော့မှအဲ့ဒီ to do list လေးမှာရှိတဲ့အချက်လေးတွေကိုတစ်ချက်ချင်းစီပြီးအောင်လုပ်သွားတယ်အဆုံးသတ်သွားနိုင်တယ်ပေါ့နော်။မဟုတ်လို့ရှိရင်တကြံတနေ့တာကိုဟာတတာကြီးနဲ့ဖြတ်တန်းရလိမ့်မယ်ပေါ့နော်။ to do list တွေကအကြောင်းအရာလေးတွေကိုပဲမှီပြီးတော့မှတနေ့တာကိုအကျိုးရှိလေးဖြတ်တန်းဖြစ်တာဖြစ်ပါတယ်။အားလုံးပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့တကြံအိပ်ရဝင်တော့မှာပါမအိပ်ခင်လေးမှာ skin care လေးအရင်လုပ်လိုက်ပါတယ်ပေါ့နော်ပြီးရဲ့ခါကျမှတကြံအေးဆေးလေးနဲ့ဘာမှမတွေ့တော့ဘဲနဲ့နေ့ချိုက်အိပ်လိုက်ပါတယ်တကယ်တနေ့တာကိုတထွေထူးမဟုတ်ဘဲနဲ့ရှေ့မှာပြောခဲ့တဲ့လိုမျိုးပဲတကောက်တက်တာလေးဖြတ်တန်းဖြစ်တယ်ပေါ့နော်အပြင်ထွက်ပြီးတော့အလုပ်လုပ်တာမျိုးမဟုတ်ဘဲနဲ့တကြံအခန်းလေးထဲမှာပဲတကြံဝါဒနာပါတာလေးတွေကိုလုပ်ရင်းနဲ့တနေ့တာကိုရိုးရိုးရှင်းရှင်းဖြတ်တန်းပြတာလေးကို vlog ရိုက်ပြီးတော့မှမှတ်တမ်းတင်ထားတာလေးပေါ့နော်နောက်ထပ် vlog လေးတွေအတွက်တကြံရဲ့ channel ကို subscribe လုပ်ပြီးခဲ့ဖို့တောင်းဆိုချင်ပါတယ် bye bye